ကုလကာလမှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တွေးလေးတစ်စရတဲ့အတွက်ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ Title လေးကတော့ Are we really better than animals? ငါတို့ကအခြားသောတိရစ္ဆာန်တွေထက်သာရဲ့လားဆိုရယ်တော်ရဲ့လားဆိုရယ်ဆောင်းပါးလေးဖြစ်ပါတယ်။ Today the world is suffering a lot of problems such as earthquakes, wildfires, flood, tsunami, and other kinds of natural disasters. ဒီနေ့မှာဆိုရင်ကျမတို့ဘာကြီးမှာပြဿနာတွေအများကြီးပေါ့နော်ကျမတို့မြန်မာနိုင်ငံအပါအဝင်ငလျင်လှုပ်တာတွေတောမီလောင်တာတွေအကြီးကြီးတာတွေ tsunami အစရှိသဖြင့် natural disasters လို့ခေါ်တဲ့သဘာဝဘေးအန္တရာယ်တွေမျိုးမျိုးကြုံတွေ့နေရတယ်။ So how did this happen? ဒါတွေကဘယ်လိုဖြစ်တာလဲ We can't know exactly. တကယ်ကြတော့မသိဘူးပေါ့နော်အတိအကျပြောမယ်ဆိုရင်အတိအကျလည်းမသိနိုင်ဘူး So why do these problems start? ဒီပြဿနာတွေဘာကြောင့်စခဲ့တာလဲ Because of animals or we human beings? အဲ့တော့တိရစ္ဆာန်တွေကြောင့်လားဒါမှမဟုတ်လူသားတွေကြောင့်လားပေါ့နော် Of course the answer is we human beings. အဲ့တော့လူသားတွေလို့ပဲပြောရမှာပေါ့နော် We human beings are the criminals of nature and also the victims of nature. အဲ့တော့သဘာဝရဲ့ criminals ပေါ့နော်အဲ့တော့ criminals ဆိုတာသဘာဝတရားကြီးကိုကျူးလွန်တဲ့သူတွေလည်းဖြစ်တယ်လို့ victims of nature လို့ပြောတယ်သဘာဝတရားရဲ့ဒဏ်ခတ်တာကိုပြန်ခံရတဲ့ဒုက္ခတွေလည်းပြန်ဖြစ်ကြတယ်ပေါ့နော် Although we know how to protect our own planet, the Earth, အဲ့တော့တကယ်ကမ္ဘာကြီးကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုသိတယ်ပေါ့နော်သိပေမဲ့လည်း we ignore the solutions sometimes တခါတည်းမှာတော့ဒီပြဿနာတွေဖြေရှင်းမှုနည်းလမ်းတွေကိုလျှော့ရှုတတ်ကြတယ် So do we really care about our generations? အဲ့တော့ Korean generations တွေအတွက်တကယ်ရောဂရုစိုက်ကြရဲ့လားDo we really care about our planet? တကယ်ကမ္ဘာကြီးကိုဂရုစိုက်ကြရဲ့လား We also try to invade other planets. တခြားသော planet တွေကိုဒါမှကျူးကျော်ဖို့ပေါ့နော်စဉ်းစားကြတယ် if our earth is completely destroyed တကယ်လို့များကမ္ဘာကြီးပြတ်သွားလို့ရှိရင်နော်တခြားနိုင်ငံတွေမှာတခြား planet တွေမှာများနေလို့ရမလားဆိုပြီးတော့စဉ်းစားကြတဲ့အတွေ့ခေါ်ရရှိလာနေပြီပေါ့နော်We thought we are better than other animals. တခြားတိရစ္ဆာန်တွေနဲ့ရှင်ကိုရီးယားတော်တယ်လို့ထင်ခဲ့ကြတာပေါ့နော် But if we think carefully တကယ်နဲ့သိချပြန်စဉ်းစားကြည့်ရင်တော့ we are only care about ourselves. ကိုရီးခဲလို့ခဲ့တာကကိုရီးအတွက်ပဲပေါ့နော် and not the world ကဘာကြီးအတွက်လည်းမဟုတ်ဘူး not others တခြားသောအရာတွေအတွက်လည်းမဟုတ်ဘူးWe are also driven by being egoistic or self-centered. အဲ့တော့ဘာတွေနဲ့ driven လုပ်နေလဲလို့ပြောလို့ရှိရင် egotistic ပေါ့နော် egotistic လို့ပြောတာတော့ဒါ self-centered လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ်ပဲကြည့်ပြီးတော့ကိုယ်ကောင်းစားရေးအတွက်ပဲမူတည်နေကြတယ်ပေါ့နော်အဲ့တော့ we started industrial revolution စမှုတော်လှန်ရေးဆိုတာလည်းဒါစခဲ့ကြတယ်and did lots of things တခြားသောအရာတွေလည်းလုပ်တယ်ပေါ့နော်အဲ့ဘာလုပ်ကြလဲလို့ပြောရင် to have technological advancement အဲ့တော့နည်းပညာတိုးတက်မှုကိုမျိုးစုံကြိုးစားကြတယ် at last နောက်ဆုံးမှာတော့ we even pretend နောက်ဆုံးဟန်ဆောင်ခဲ့ကြတယ် to care the world ကမ္ဘာကို care လုပ်တဲ့ပုံစံနဲ့ပေါ့နော် by saying save the world ခိုင်ကြရင် save the world ဆိုပြီးကျွန်တော်တို့အော်ပြီးတော့ခဲလုပ်ကြရတယ်ပေါ့နော်ခဲလုပ်ချင်အောင်ဆောင်ကြရတယ်ပေါ့လေပြောရမယ်ဆိုရင်တော့ So are we really care the planet ဒီကမ္ဘာကြီးကိုကျမတို့တကယ်ကိုခဲလုပ်ကြရလား What a shame for us တကယ်နဲ့ပြောရရင်တော့ကျမတို့လူသားတွေအတွက်ရှက်စရာပေါ့နော် and such a pity for other animals တခြားသော animals တွေအတွက်ကတော့သနာစရာအရင်ကောင်းပါတယ်အဲ့တော့ဒီဆောင်းပါးလေးကိုဒါကျမကိုယ်တိုင်ရေးထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုနားဆင်ပြီးတဲ့အခါမှာအတွေ့အလေးတစားရမယ်လို့လည်းထင်ပါတယ်
အဲ့တော့ကျမတော့ဒါဘာရတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကိုစာရေးခြင်းတဲ့အကြောင်းအရာလေးတွေကိုဒီလိုရေးပြီးတော့တင်ဆက်ရတာဝါသနာပါတဲ့အတွက်ကိုယ့်ရဲ့အကြောင်းအရာတွေကို knowledge sharing လုပ်တဲ့သဘောဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်